ဒီကြောက်ကောင်းတလားထဲမှာဘာရှိတာလဲအရှင်လို့ချီယူကဆက်ဆက်ဆူဆူမေးပါတယ်အမျိုးသမီးတယောက်ပဲလို့ကျွန်တော်ကတူတူပဲဖြေလိုက်တယ်သူမကဘသူလဲဟင်ငါလည်းအတိအကျမသိသေးဘူးသိချင်ရင်မင်းပဲဖွင့်ကြည့်လိုက်လေလို့ကျွန်တော်ကခွင့်ပြုလိုက်ပါတယ်ချီယူလည်းခေါင်းတလားပေါ်ကိုပြန်တက်သွားပြီးသူ့ခြေသေးတွေနဲ့ခေါင်းတလားဖုံးရဲ့ဟာလေးကိုဆွဲညက်ကအားကုန်သုံးပြီးအပေါ်ကိုမတင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ခေါင်းတလားကြီးကလုံးဝကိုမလုပ်ပါဘူးဒါကြီးကဖွင့်လို့ကိုမရတာပဲလို့သူကညီးတွားရင်ဖမ်းယူကိုပါအကူအညီလမ်းတောင်းပါတယ်တိုင်းသမားနဲ့ငှက်မိတ်ဆာနှစ်ယောက်ပေါင်းပြီးအတင်းအားစိုက်ပေမဲ့ခေါင်းတလားဖုံးကစံကြီးတမြင့်စာတော့ဟမလာခဲ့ပါဘူးမင်းတို့အားလားဟာတာမဖြုံးကြနဲ့တော့ဒီခေါင်းတလားကိုအပြင်အားနဲ့ဖွင့်လို့ရမှာမဟုတ်ဘူးလောလောဆယ်ဒီတော့အုပ်ကိုပဲအရင်လေးလာကြရအောင်လို့ကျွန်တော်ကတားလိုက်ပါတယ်အဲ့ဒီနောက်ကျွန်တော်တို့ဝိညာဉ်စမ်းရည်တွင်းစီပြန်လာခဲ့ကြတယ်ဒီစမ်းရည်တွင်းကထွက်တဲ့ဝိညာဉ်စွမ်းအင်တွေကိုမင်းတို့ကိုယ်တိုင်တစ်ချက်ခန်းစားကြည့်ကြအောင်လို့ကျွန်တော်ကခိုင်းလိုက်တော့သူတို့နှစ်ယောက်ဟာတရားထိုင်ပြီးစွမ်းအင်တွေကိုစုပ်ယူကြည့်ကြပါတယ်15မိနစ်လောက်ကြာတော့ချီယူကအရှင်ဒီစမ်းရည်တွင်းကထွက်တဲ့စွမ်းအင်ကတကယ်ပဲကြင်ကြံဖို့သုံးလို့ရပါတယ်ဒါပေမဲ့စွမ်းအင်ကနည်းနည်းပါတော့တိတာတဲ့ထူးခြားမှုရှိဖို့နည်းနည်းချီပြီးကြင်ကြံရမှာပါလို့ဆိုပါတယ်ဖမ်းယူကလည်းကျွန်တော်မျိုးအတွက်လည်းအတူတူပါပဲကျွန်တော်ရဲ့ကျင့်စဉ်ကအစစ်နေလုံးတော့ထူးထူးခြားခြားဘာမှမခံစားရဘူးလို့ဝန်ခံပါတယ်ကျင့်စဉ်ဆိုတာဝယ်လို့ရတာပဲမဟုတ်လားလို့ကျွန်တော်ကမေးတော့ဖမ်းယူကဟုတ်ကဲ့ဝယ်လို့ရပါတယ်ဒါပေမဲ့ Q&A ရွှတ်ဆင့်ရှိတဲ့ကျင့်စဉ်တစ်ခုတောင်ဝိညာဉ်ကြောက်တုံး Spirit Stones အလုံးပေါင်းဒါဇင်နဲ့ချီပေးရတာပါကျွန်တော်မှာတော့အဲ့ဒီလောက်ပတ်စံမရှိပါဘူးလို့စိတ်မကောင်းစွာဖြေပါတယ်ဒီစကားကိုကြားတော့ကျွန်တော်ကချီယူစီကနေစောစောကဝိညာဉ်ကြောက်တုံးအိတ်ကိုယူပြီးဖမ်းယူကိုပေးလိုက်ပါတယ်ဒီကြောက်တုံးတွေကမင်းအတွက်ပဲမင်းရဲ့စူးစမ်းအားထုတ်မှုအတွက်ဆုလက်လို့သဘောထားလိုက်ဖမ်းယူဟာထိတ်လန့်သွားပြီးအရှင်ကျွန်တော်မျိုးဘာမှမလုပ်ရသေးပဲဒီလောက်များကြီးမယူဝန်းပါဘူးလို့ညင်းပါတယ်ကျွန်တော်ကပြုံးပြီးဒါကတခါတည်းနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးဒါမှမဟုတ်မင်းကနောင်ကြရင်ငါအတွက်အလုံးမလုပ်ပေးချင်တော့လို့လားလို့မေးလိုက်တဲ့အခါဖမ်းယူဟာချက်ချင်းတူးထောက်လိုက်ပြီးအရှင်ရဲ့အမိန့်ရှိသမျှကျွန်တော်မျိုးအချိန်မရွေးအသက်ဆုံးပြီးထမ်းဆောင်ဖို့အသင့်ပါပဲလို့တစ္ဆာဆိုပါတော့တယ်နောက်ဆုံးမှာတော့ကျွန်တော်ချီယူကိုကြည့်ပြီးညွှန်ကြားလိုက်ပါတယ်ဒီဝိညာဉ်စမ်းရည်တွင်းကိုစောက်ရှောက်ဖို့တာဝန်ကိုမင်းကိုပေးအပ်တယ်မင်းအချိန်မရွေးဒီမှာလာပြီးကြင့်ကြံနိုင်တယ်တခုပဲငါခွင့်ပြုချက်မပါပဲဘသူ့ကိုမှဒီထဲပေးမဝင်နဲ့ဟုတ်ကဲ့ပါအရှင်နဲ့ဖေဟာကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ဟာချီယူနဲ့ဖမ်းယူတို့ကိုစစ်မြေပြင်ကိုရှင်းလင်းခိုင်းပြီးကြည်ဖန်တောင်ထဲကနေအတူတူထွက်လာခဲ့ကြပါတယ်တောင်ကြီးမှာတော့ခရိုင်ဝင်ရွေချုံမြို့တော်ဝင်လူကျက်နဲ့ရွာလေးရွာကရွာသားအားလုံးဟာစိုးရိမ်တကြီးနဲ့စောင့်ဆိုင်းနေကြတာပါအရှင်ရွှဲရန်တို့အထဲဝင်သွားတာဒီလောက်တောင်ကြာနေပြီတခုခုအစင်မပြေတာများဖြစ်လို့လားလို့လူအုပ်ကြီးကတီးတိုးရေရွနေတော့မှပဲချီယူနဲ့ဖမ်းယူတို့ထွက်လာတာကိုမြင်လိုက်ကြရပါတယ်ခရိုင်ဝင်ရွေချုံကစိတ်မရှိစွာနဲ့အရာရှိမင်းအခြေအနေဘလို့ရှိပါတလဲလို့လှမ်းမေးပါတယ်ဖမ်းယူကဘာမှပြန်မပြောဘဲသူယူလာတဲ့အထုပ်ကိုဖြေချလိုက်တဲ့အခါမြောက်ဖြူမင်းရဲ့ဦးကောင်းဟာမြေပြင်ပေါ်ကိုလိမ့်ကျသွားပါတယ်ကြည်ဖန်တောင်ရဲ့အရှင်သခင်ယွန်ရှမ်းကိုအရှင်ရွှဲရန်ကဘာမှမကြားလိုက်ပဲအပိုင်နှိမ်နှင်းလိုက်ပါပြီဒီသတင်းကိုကြားတာနဲ့လူအုပ်ကြီးဟာဝမ်းသာအားရနဲ့ကောင်းကင်ရန်တုံဟိမ့်မတက်ကြွကြော်ကြပါတော့တယ်မိစ္ဆာကိုနှိမ်နှင်းပေးတဲ့အရှင်ရွှဲရန်ကျမ်းမာပါစေအရှင်ရွှဲရန်ကိုကျေးဇူးအထူးတင်ရှိပါသည်ရွာလူကြီးတွေကလည်းအရှင်ရွှဲရန်ရဲ့နတ်ဖျားရုပ်တုအစ်စ်ကလည်းအခုတိဆောက်လို့ပြီးပါပြီအခမ်းအနားကြီးကြီးကျယ်ကျယ်လုပ်ဖို့လည်းအားလုံးပြင်ဆင်ပြီးပါပြီအရှင်ရဲ့သဘောထားကိုပဲသိကျင်တာပါလို့ရှောက်တင်ကြပါတယ်ကျွန်တော်ကသဘောတူလိုက်တဲ့အခါအားလုံးဟာဝမ်းသာအားရနဲ့လူကြားရွာကဖျားเจ้าစီကိုချီတက်ကြပါတယ်ဒီနေ့အစ်စ်လဲလဲမဲ့ရုပ်တုတော်ဟာ6ပေ2လက်မအမြင့်ရှိပြီးပကုံးအကျယ်တစ်ပေရှိပါတယ်အရှိတောင်ကျောင်းနဲ့အနုစိတ်ထုလုပ်ထားတာဖြစ်ပြီးအစိုးရမှတ်တမ်းမှာပါတရားဝင်မှတ်တမ်းတင်ထားတဲ့ရုပ်တုတော်ကြီးပါခရိုင်ဝင်ယူချုံကိုယ်တိုင်အစိုးရကိုစားအခမ်းအနားကိုဥဆောင်ကျင်းပပေးပါတယ်သူကမှတ်တမ်းလွှာကိုဖတ်ကြားပြီးတာနဲ့အမွှေးတိုင်ထုံးကဥစွာဥညွတ်ကြောပါတယ်မြို့တော်ဝင်လူကျက်နဲ့ရွာလူကြီးတွေကလည်းနောက်ကနေလိုက်ပြီးပူဇော်ကြတာပေါ့ရွာသားတွေကတော့ဖះเจ้าရှိမှနေရာမဆက်နာကြောင့်ရွာဝင်ကြောက်တရားအထိတန်းစီပြီးဒူးထောက်ကြည့်မျိုးကြတဲ့မြင်းကွင်းဟာတကယ့်ကိုခမ်းနားလာပါတယ်ဖမ်းယူလဲကျွန်တော်ရောက်လာတာကိုသတိပြုမိသွားပါတယ်ကျွန်တော်ကချီယူကိုကြည့်ပြီးချီယူမင်းကတော့ဒီမှာပဲနေပြီးငါ့အတွက်ဝိညာဉ်စမ်းရည်တွင်ကိုစောက်ရှောက်ပေးပါလို့မိန့်ကြားလိုက်ပါတယ်ချီယူကတော့စိတ်ထဲမှာတစ်ခုခုကိုဆုံးဖြတ်လိုက်ပုံရပါတယ်အရှင်နတ်ဖះကငါ့အပေါ်မှာထားတဲ့ကျေးဇူးကတောင်ကြီးတစ်လုံးလောက်ကြီးမားလာပါတယ်ငါကဒီလိုငှက်တကောင်ရဲ့ပုံတံနဲ့ပဲအမြဲနေနေရင်အရှင်နတ်ဖះရဲ့ကြီးမြတ်တဲ့ရည်မှန်းချက်တွေကိုဘယ်လိုလုပ်အနီးတက်လိုက်ပါအမှုတော်ထမ်းနိုင်မှာလဲလို့တွေးနေမိပါတော့တယ်ဒီနေ့တာငါလူအသွင်မပြောင်းနိုင်ရင်ပြဖြစ်ပဲအဆုံးတက်လိုက်တော့မယ်ချီယူဟာပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့အတူမြောက်ဖြူမင်းရဲ့အတွင်းစွမ်းရင်လုံးကိုစုပ်ယူပြီးအသွင်ပြောင်းဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲမြောက်ဖြူမင်းရဲ့ကျွန်းကြံရစ်တဲ့ဝိညာဉ်ကရုန်းကန်ထွက်ပေါ်လာပြီးငှက်ဆုပ်လေးကငါရဲ့ကျင့်ကြံခြင်းအတီးပွင့်ကိုစားချင်တာလားမင်းအသက်နဲ့ပေးရမှာပဲလို့ကြုံးသွားပါတယ်ဒါပေမဲ့ကျွန်တော်ရွှဲရန်ရှိနေတဲ့၍ဒါကိုခွင့်မပြုနိုင်ပါဘူးဝိညာဉ်အကျွင်းကြံလေးကငါရှိမှပြဿနာရှာချင်တာလားနတ်ဖျားစွမ်းအားမိုးကျိုးငါတန်ကျိန်စာချေမုံဆန်းကျွန်တော်ရဲ့မိုးကျိုးချက်ကြောင့်မြောက်ဖြူမင်းရဲ့ဝိညာဉ်ဟာလုံးဝဥတုံပြောက်ကွယ်သွားပြီးချီယူလဲအသွင်ပြောင်းခြင်းကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်ဒီမြောက်မိစ္ဆာရဲ့အတွင်းစွမ်းအင်ကဒီလောက်တောင်တန့်စင်လိမ့်မယ်လို့မထင်ထားခဲ့ဘူးချီယူဟာလူအတွင်နဲ့ကျွန်တော်ရှိမှဒူးထောက်လိုက်ပါတယ်ကျွန်တော်မျိုးချီယူကိုခန္ဓာပေးသနာတဲ့အရှင်ရဲ့ကျေးဇူးကိုဥခိုက်ပါတယ်အရှင်အတွက်ဆိုရင်မိတဲ့ဆင်းရဆင်းရရေတဲ့ဆင်းရဆင်းရအသက်ဆုံးပြီးအမှုတော်ထမ်းပါမယ်ကောင်းပြီအခုလူပုံစံရပြီဆိုတော့ဘာထူးခြားတဲ့စွမ်းအားတွေရခဲ့လဲအရှင်ကျွန်တော်မျိုးမှာမိတောက်တွေကိုထိန်းချုပ်တဲ့ fire controlling flying shield နဲ့အမွှေးတောင်တွေကိုဓာတ်ဖြစ်သုံးတဲ့ feather blade strike စွမ်းအားတွေရခဲ့ပါတယ်မော်စွမ်းအင်လည်းအစမတန်တိုးတက်လာပါတယ်လို့သူကဝမ်းသာအားရဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဟွန်လင်အားဟွန်လည်းပြန်ရောက်လာပါတယ်အရှင်အမျိုးသမီးနှစ်ယောက်ကိုအိမ်ရောက်ပို့ပေးခဲ့ပါပြီကောင်းပြီနောက်ဆိုမင်းလည်းဒီဝိညာဉ်စမ်းရည်တွင်းမှာလာပြီးကျင့်ကြံနိုင်တယ်ကဲအားလုံးပြန်ကြဆိုတစ်ဖက်မှာတော့ဝိညာဉ်နှိမ်နင်းရေးဌာနရဲ့အစည်းအဝေးခန်းမထဲမှာဖမ်းယူဟာခေါင်းငုံပြီးရက်နေပါတယ်
သူ့ရှိကခုံမြင့်ပေါ်မှာတော့ခရမ်းရောင်ဝတ်စုံဝတ်ထားတဲ့အလဲလက်ရွယ်လူတစ်ယောက်ထိုင်နေတယ်။သူကတော့ဝမ်မန်ရဲ့ကြောထောက်နောက်ခံလို့နာမည်ကြီးတဲ့ဌာနမှူးဟန်ရှောင်ပဲဖြစ်ပါတယ်ဖန်းယူ။မင်းပြောတော့ဝမ်မန်ကကျိုလုံမြို့မှာမြောက်တကောင်နဲ့တိုက်ရင်တည်သွားတယ်ဟုတ်လား။ဖန်းယူကတည်ငြိမ်စွာနဲ့ပဲမှန်လှပါဌာနမှူး။ကြီးဖန်တောင်ကယွန်ရှမ်းဟာအစိမ့်ငွေတွေကိုထိန်းချုပ်နိုင်ုံတင်မကပဲအစွမ်းထက်တဲ့မော်လက်နက်ပါပိုင်ဆိုင်ထားတာပါ။ဝမ်မန်ဟာသူ့ရဲ့လက်အောက်ငယ်သားတွေကိုကာကွယ်ဖို့အတွက်မိစ္ဆာကူတဲကိုတယောက်တည်းဝင်သွားပြီးအဲ့ဒီမိစ္ဆာနဲ့အတူအသက်ဆုံးတိုက်ခိုက်ခဲ့တာပါလို့လိန်လည်တင်ပြလိုက်ပါတယ်။ဌာနမှူးကမြောက်ဖြူမင်းရဲ့ဦးကောင်းကိုစစ်ဆေးပြီးဒါကတကယ်မိစ္ဆာကြီးရဲ့အရှိန်ဝါပဲ။ဒါပေမဲ့ငါမှတ်မိတလောက်တော့ဒီဟွိုင်နန်နယ်မြေမှာစစ်မှန်တဲ့နတ်ဖျားဆိုတာမရှိနိုင်ဘူးလို့ငါတွက်ချက်ထားတာ။ရှိလာရင်လည်းအဖိုးကြီးဝေလိုနတ်ရိုင်းတွေပဲရှိမှာ။မင်းရဲ့စာထဲမှာပါတဲ့ရွှွန့်ရံနှန်းဆောင်ဆိုတာကဘလို့လဲလို့တန်တရားနဲ့မေးခွန်းထုတ်ပါတော့တယ်။ဖန်းယူကဌာနမှူးရဲ့တန်တရားကိုဖြေဖျောက်ဖို့အတွက်ဒီရွှွန့်ရံနှန်းဆောင်ဆိုတာမူလကတော့နတ်ရိုင်းအုပ်စုတွေပါ။ဒါပေမဲ့ကျွတ်မိစ္ဆာကိုနှိမ်နှင်းရမှာကုသိုလ်ထူးခဲ့လို့ဒေသခံပြည်သူတွေရဲ့ယုံကြည်ကိုးကွယ်မှုကိုရရှိသွားတာဖြစ်ပါတယ်လို့လိမ္မာပါနဲ့စွာရှောက်တင်လိုက်ပါတယ်။ဌာနမှူးဟန်ရှောင်ကဝမ်မန်ရဲ့တေဆုံးမှုထက်လက်ထဲကမိစ္ဆာကောင်းကိုပို့ပြီးအာယုံစိုက်နေပုံရပါတယ်။ဝမ်မန်တေဆုံးသွားတာကတော့စိတ်မကောင်းစရာပဲ။ဒါပေမဲ့ဒီမိစ္ဆာကြီးရဲ့ခေါင်းကငါ့အတွက်တော့အထက်လူကြီးတွေကိုတင်ပြဖို့လုံလောက်တဲ့အထောက်အထားပဲ။ဒါဟာငါတို့ခရိုင်ဝိညာဉ်နှိမ်နှင်းရေးဌာနအတွက်နန်းတော်ကနေကြီးမားတဲ့ဆုလက်တွေရစေမယ့်အရာပဲလို့ဆိုပါတယ်။ဒါပေမဲ့သူကဆက်ပြီးစဉ်းစားနေပါတယ်။နတ်ဖျားအငွေသက်မရှိတဲ့ဒီလိုနေရာမျိုးကနေယွန်ရှမ်းအဆင့်ရှိတဲ့မိစ္ဆာကိုတတ်နိုင်တဲ့နတ်ဖျားတစ်ပါးပေါ်လာတယ်ဆိုတာတကယ်ကိုထူးဆန်းလုံးနဲ့ဖမ်းယူမင်းအရင်သွားပြီးဒဏ်ရာတွေကုသလိုက်ဦးဒီရွှွန့်ရံနှန်းဆောင်ရဲ့ကိစ္စကိုတော့ငါတို့ဌာနကနေစစ်ဆေးရေးအရာရှိတယောက်လွတ်ပြီးသူတို့ရဲ့အထောက်အထားကိုအတည်ပြုခိုင်းမယ်တကယ်လို့သူတို့ကတရားဝင်ကိုးကွယ်ထိုက်တဲ့နတ်ဖျားဆိုရင်တော့ငါတို့ကဘွဲအမိချီးမြှင့်ပေးမယ်ဒါပေမဲ့တကယ်လို့မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတယ်ဆိုရင်တော့လို့သူကစကားကိုအစုံမသက်ပဲခြံထားခဲ့ပါတယ်ဖမ်းယူဟာခမ်းမထဲကနေနောက်ပြန်ဆုတ်ပြီးထွက်လာခဲ့ပါတယ်သူ့ရဲ့ကြောပြင်တစ်ခုလုံးဟာလည်းအေးဆက်တဲ့ချွေးတွေနဲ့ရွှဲနေပါပြီဌာနမှူးရဲ့ရွှေခွဲနီးပေတင်နှမိတ်ဖက်ချက်ကိုတောင်ကြော်လွန်ပြီးပေါ်ထွက်လာတဲ့ဒီရွှွန့်ရံနှန်းဆောင်ဟာကောင်းကင်နဲ့မြေကြီးရဲ့ကံကြမ္မာကိုတိမ့်ပိုက်နိုင်တဲ့ထူးခြားတဲ့ယတနာတစ်ခုခုရှိနေရမယ်လို့သူတွေးနေမိပါတယ်နောက်ဆုံးမှာတော့သူကဝမ်မန်မင်းတေရတာတကယ်ပဲတန်သွားပါပြီလို့တီးတိုးရီရွရင်းထွက်ခွာသွားပါတော့တယ်အားလုံးပဲပြီးသွားပါပြီ